Hello ကျွန်တော်တို့ဒီနေ့မှာတော့ထိုင်းနိုင်ငံချွန်ဘူရီမှာလာပြီးတော့ကစားတဲ့မြန်မာအမျိုးသမီးအသင်းကိုအားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ Okay ကွင်းထဲမှာကျွန်တော်တို့ဘယ်လိုတွေအားပေးမလဲဆိုတာတော့ကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့ကြည့်ရှုပေးပါအောင်ဟုတ်ကဲ့ကျွန်တော်တို့အခုမြန်မာအသင်းရှိတဲ့ချွန်ဘူရီပါပါတော့မယ်အခုကတော့ကျွန်တော်တို့ကမြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းနဲ့ကံမဲ့ချွန်ဘူရီမြို့ကအားကစားရုံကိုရောက်ရှိနေတာဖြစ်ပါတယ်။လောဆယ်ကျွန်တော်ရောက်နေတဲ့အချိန်ကတော့နည်းနည်းလေးစောသေးတယ်။စောသေးတော့2 နာရီလောက်မှသူတို့ပေးဝင်မယ်လို့ပြောတယ်။ခဏနေတော့ကျွန်တော်တို့မြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းနဲ့ကစားကြတဲ့ပွဲကိုကျွန်တော်မြန်မာဘက်ကနေပြီးတော့မှအတူတူအားပေးကြအောင်။အခုလက်ရှိအချိန်မှာတော့ချွန်ဘူရီကွင်းရှိမှာမြန်မာပြည်သက်တွေကတခဲနဲ့ရောက်ရှိနေပါပြီခင်ဗျာကွင်းဖွင့်ဖို့အချိန်ကနည်းနည်းလေးစောနေသေးတဲ့အတွက်ကြောင့်စောနေသေးတယ်ဆိုပေမဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေကမြန်မာအသင်းကိုအားပေးဖို့အတွက်ကိုဝရိယရှိရှိနဲ့အစောကြီးတွေလာပြီးတော့ဒီမှာတန်းစီနေကြပါဟုတ်ကဲ့မင်္ဂလာပါကိုတို့မတို့မင်္ဂလာပါဒီနေ့ကျွန်တော်မြန်မာမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်မျိုးသမီးအသင်းပွဲကိုနော်ဘယ်ကနေတောင်လာအားပေးရကျမတို့မော်ချစ်ကပါမော်ချစ်သူကမော်ချစ်အမတို့2ယောက်ကကြတော့ဆမ်လုံးကနေလာဆမ်လုံးဘန်ကောက်ကနေပြီးတော့မှချွန်ဘူရီတီတကူတကကြီးလာပြီးတော့မှအားပေးရဘယ်ချိန်နဲ့ရောက်နေကြတနိုင်လောက်တည်းကျွန်တော်ရောက်တနိုင်ကဘောလုံးပွဲက4နိုင်မှကမှာဝရီကတအားကောင်းတဲ့မြန်မာပြည်သက်တွေနော်အဲ့တော့ဒီမြန်မာမျိုးသမီးအသင်းထဲမှာကြိုက်တဲ့ကစားသမားကြီးရှိလားဒီကမေထက်လူမေထက်လူအမတော့အကုန်လုံးအားပေးတယ်အကုန်လုံးအားပေးပါအကုန်လုံးအားပေးဘာလို့လဲအကုန်လုံးစူးစမ်းကြမှာကျွန်တော်မြန်မာအသင်းရနိုင်ပါလိမ့်နော်အဲ့တော့ကျွန်တော်တို့ခဏနေမြန်မာအသင်းပွဲစတော့မယ်အဲ့တော့ကျွန်တော်နဲ့အတူတူမြန်မာအသင်းကိုအားပေးမယ်မြန်မာမင်္ဂလာပါကိုမင်္ဂလာပါခင်ဗျာတကူတကဒါမြန်မာလိုင်းနဲ့ဆိုတော့သိကြတယ်ဒါဖိလစ်ပိုင်ကိုလာအားပေးတာမြန်မာလာမြန်မာလာပေးတာပါโอเคကျွန်တော်ဒီမြန်မာမျိုးသမီးအသင်းထဲမှာကိုသဘောကျတယ်ပေါ့နော်မြန်မာမျိုးသမီးကစားသမားဘယ်သူရှိလဲနော်ထက်ဝေပေါ့နော်ထက်ဝေဒုတိယတော့ဝင်းတင်ကြီးဒုတိယဝင်းတင်ကြီးတော့โอเคဒီနေ့တော့မြန်မာပဲပေါ့နော်မြန်မာပဲโอเคကျွန်တော်နောက်ဘက်မှာပန်းစည်းတွေကင်ထားတဲ့ပြည်သက်တွေတော့တွေ့တယ်ဗျကျွန်တော်တို့မြန်မာအသင်းမျိုးသမီးအသင်းအတွက်တယ်လာလားကျွန်တော်အားရမေးကြည့်လိုက်မယ်โอเคမင်္ဂလာပါညီမလေးတို့ပန်းစည်းတွေကပဲကောင်းလေးပေးဖို့မဟုတ်ညိုကြီးပေါ့သူ့ကိုညိုကြီးညိုကြီးပေါ့ညီမလေးရောညိုကြီးပေါ့တကူတကနော်ဘယ်ကနေအောင်လာစမှုပကံပန်းစမှုပကံစမှုပကံကနေအောင်မှာဒီထီတကူတကနော်အားပေးတဲ့ကိုအားပေးတဲ့မြန်မာအမျိုးသမီးအသင်းအတွက်ပန်းစည်းတွေယူလာတဲ့ကျွန်တော်မြန်မာပြည်သက်တွေပါနိုင်လဲထိုးပြီဆိုတော့ဒါကျွန်တော်တို့ပရိသတ်တွေကိုကျွန်တော်ကွင်းထဲကိုပေးဝင်နေတဲ့အနေအထားကိုကျွန်တော်မြင်တွေ့နေရပြီဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေကလည်းတကယ်ကိုမှဒါနေပူရေးပါဗျာကျွန်တော်စ조사ပန်းစားစောင့်ဆိုင်ပြီးတော့တန်းစီပြီးတော့ဒါဝင်ရောက်နေကြတာဖြစ်ပါတယ်โอเคအခုဆိုရင်တော့ကျွန်တော်ဒါမြန်မာမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ဖို့အတွက်ဖိလစ်ပိုင်မျိုးသမီးအသင်းကတော့ကျွန်တော်ရောက်ရှိလာပြီဖြစ်ပါတယ်။အဲ့ဒါလည်းကျွန်တော်မြန်မာမျိုးသမီးအသင်းရောက်လာမယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ပြောလို့မှမကြသေးဘူးပြည်သက်အားလုံးရဲ့အချစ်တော်ကျွန်တော်မြန်မာမျိုးသမီးအသင်းရောက်ရှိလို့လာပါပြီခင်ဗျာ
ရှင်ပြိုင်ကစားကြမဲ့နှစ်ဖက်အသင်းတွေကဘောလုံးကွင်းကိုအသီးသီးရောက်ရှိလာရဆိုပေမဲ့ကျွန်တော်တို့ပရိသတ်တွေကတော့ကွင်းထဲကိုအပြည့်အဝမရောက်နိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ပရိသတ်တွေကလည်းတကူးတကအချိန်ပေးပြီးလာရောက်ကြတဲ့သူအရေအတွက်ကအင်မတန်ကိုများတဲ့အတွက်ကြောင့်ကွင်းထဲကိုဝင်ဖို့အတွက်ကိုစီစစ်တဲ့အခါမှာကြန့်ကြာနေတဲ့ကိစ္စမျိုးတွေဖြစ်လာပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့မြန်မာပရိသတ်တွေကကျွန်တော်တို့မြန်မာအသင်းရဲ့12ယောက်မြောက်ကစားသမားပီတာစွာနဲ့ဒီခံပြီးကိုစောင့်ဆိုင်ပေးနေကြဆဲဖြစ်ပါတယ်အခုချိန်အားဆိုရင်တော့ကျွန်တော်တို့ထိုင်းနိုင်ငံစံတော်ချိန်3နာရီကျော်တော့ရှိပါပြီပေါ့နော်ဘောလုံးပွဲက4နာရီစမှာပါအခုလက်ရှိအနေအထားမှာကတော့ပြည်သက်တွေတချို့ဝင်မရသေးတာရှိတယ်အခုလက်ရှိမှာလည်းကွင်းထဲကိုနည်းနည်းချင်းစီတော့ပေးဝင်နေပါပြီပေးဝင်နေပြီဆိုရင်တချို့ပြည်သက်တွေပြောတာကတော့တချို့ဆိုရင်ဒီအထိကိုလာတဲ့3နာရီအကွာဝေးလာတဲ့ကမ်ပူချာနယ်ကနေတော့မှတကူတကအလုပ်ဖြတ်ပြီးလာကြတဲ့သူတွေပြည်သက်တွေရှိပါတယ်ဒီမှာပထမတော့ walking အယောက်200ပေါ့နော်ပေးဝင်မယ်လို့တော့ပြောတယ်လက်ရှိမှာတော့အယောက်200ဆိုတဲ့ဟာကလည်းသူတို့ညှိနှိုင်းနေသေးပါပဲအခုချိန်မှာဆိုတော့ပြည်သက်တွေကွင်းထဲကိုအများဆုံးဝင်နိုင်မှုအတွက်ကို register လုပ်ထားတဲ့သူတွေကိုနောက်ထပ်ဂိတ်ပေါက်တစ်ပေါက်ဖွင့်ပေးလိုက်တာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျမြန်မာပြည်သက်တွေကတော့အချိန်မီကျွန်တော်တို့မြန်မာအသင်းကိုအားပေးနိုင်မယ်လို့တော့ထင်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်ဒါ IPE ကွင်းမှာနောက်ထပ်တစ်ပေါက်ကိုကျွန်တော်ဖွင့်ပေးလိုက်ဖြစ်ပါတယ်ဒီပေါက်ကတော့ကျွန်တော်ဒါဒီပရိသတ်တွေအနေနဲ့ဒါ register မလုပ်ထားဘဲနဲ့ passport ယူလာရုံနဲ့ဒါလိုအပ်တဲ့ walk-in ဝင်နိုင်မဲ့ကျွန်တော်ဒါဝင်ပေါက်တစ်ခု entrance တစ်ခုကိုဖွင့်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပရိသတ်တွေကလည်းအကုန်လုံးတန်းစီပြီးတော့ဒါမြန်မာပရိသတ်တွေတောက်လျှောက်တန်းစီပြီးဝင်နေပြီဖြစ်ပါတယ်မထင်မှတ်ပဲများပြားသွားတဲ့ပရိသတ်အရေးအတွက်ကြောင့်အထက်ကိုဝင်ဖို့အခက်အခဲတွေ့နေရင်တိုးကြဝေးကြရင်နဲ့မူးလဲကြတဲ့သူတွေလည်းရှိပါတယ်။ဒါကတော့မူးလဲတဲ့ပရိသတ်ကိုကျွန်တော်မိတ်ဆွေကြီး MC ထွန်းဒေဇာကနေပြီးတော့ရှေးဦးသူနာပြုစုနေနဲ့ကူညီကယ်ဆယ်ပေးနေတာပါ။မြန်မာဘောလုံးဖွဲ့ချုပ်တာဝန်ရှိသူတွေကလည်းမူးလဲသွားတဲ့ညီမငယ်အတွက်ကိုစေးဖွဲ့တွေကိုအချိန်မီခေါ်ယူပြီးတော့ပြုစုကူတာပေးပါတယ်အဲဒီနောက်မှာတော့ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ချုံဘူရီအားကစားကွင်းတာဝန်ရှိသူတွေကတော့များပြားလာတဲ့မြန်မာပြည်သက်အကုန်လုံးကိုကြည့်ရှုနိုင်ရတဲ့အတွက်ကိုကွင်းကိုဖွင့်ပြီးတော့အကုန်လုံးကိုဝင်ကြည့်ဝင်ပေးခဲ့ပါတယ်ခင်ဗျာနောက်ဆုံးတော့ကွင်းထဲကိုရောက်ခဲ့ပါပြီကျွန်တော်တို့ကွင်းထဲရောက်ပြီးဘောလုံးပွဲစလို့မှတိတ်မကြခင်မှာပဲအသင်းကောင်းဆောင်ဝင်းသိမ့်ကြီးထွန်းရဲ့သွင်းဂိုးနဲ့အတူကျွန်တော်မြန်မာအသင်းပထမဦးဆုံးဂိုးကိုရရှိခဲ့ပါတယ်ခင်ဗျာ
ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်မြန်မာအသင်းကကျွန်တော်အသင်းကောင်းဆောင်ဝင်းသိန်းကြီးကျွန်းရဲ့ဒါသွင်းကိုနဲ့ဒိုးပထမပိုင်းမှာဆိုရင်တော့တကုတ်ကိုမရှိတဲ့နိုင်ရရှိတာဖြစ်ပါတယ်အဲ့တော့ပထမပိုင်းခဏနားပြီးတော့ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာမြန်မာအသင်းအနေနဲ့နိုင်ကိုတွေဘယ်လောက်ထပ်သွင်းသွားအောင်လဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျဒုတိယပိုင်းမှာတော့ကျွန်တော်တို့မြန်မာအသင်းကိုဖိလစ်ပိုင်အသင်းဘက်ကနေပြီးတော့ခြေပါကိုတကူပြန်သွင်းသွားတဲ့အတွက်ကြောင့်ပရိသတ်တွေအနေနဲ့နည်းနည်းတော့အောင်သက်နိုင်ခဲ့တာပေါ့ဗျာဒါပေမဲ့ပွဲပြီးဆုံးမှုမိနစ်အနည်းငယ်လူမထင်မှတ်ဖက်သွင်းလိုက်တဲ့မေထက်လူရဲ့သွင်းကိုဟာပရိသတ်တွေကိုကွင်းလုံးပြေပျော်ရွှင်မှုပေးခဲ့ပါတယ်ကဲကျွန်တော်တို့ဝက်ပြီးဆုံးချိန်ရလက်များမှာတော့ဖိလစ်ပိုင်အသင်းကိုကျွန်တော်မြန်မာမျိုးသမီးအသင်းက2ဂိုး1ဂိုးနဲ့အနိုင်ရရှိသွားပါခင်ဗျာโอเคပါကျွန်တော်မြန်မာအသင်းအတွက်ဂိုးတွေကိုတော့ကျွန်တော်တို့ဒါအသင်းကောင်းဆောင်ဝင်းသိန်းကြီးကျွန်းကတကူကျွန်တော်တို့ဒါအားလုံးချစ်ကြတဲ့မေထက်လူကတကူ2ဂိုးနဲ့ကျွန်တော်အနိုင်ရရှိသွားတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဘယ်လိုလဲသူပဲပြောပါဦးနော်ကျွန်တော်ပြန်ဝင်နေပြီထိုင်းနိုင်ငံမှာကျင်းပတဲ့ကျွန်တော်တို့33ချိန်မြောက်အရှိတောင်အာရှကစားပြိုင်ပွဲမှာဆိုရင်တော့မြန်မာမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်မျိုးသမီးအသင်းတို့ကဆိုရင်တော့ကျွန်တော်တို့ group stage အနေနဲ့ကျွန်တော်တို့ပွဲဥထွက်ပွဲစဉ်ကိုရှင်ပြိုင်ခဲ့တဲ့ဒေသမျိုးမှာဆိုတော့မြန်မာအသင်းကဖိလစ်ပိုင်အသင်းကို2ဂိုးတကူနဲ့အနိုင်ရရှိပြီးတော့နောက်တာ10ရက်နေ့မှာဆိုရင်တော့မလေးရှားအသင်းနဲ့ကျွန်တော်တို့ဒါဒီ IPE ပေါ့နော်ချုံပူရီမှာရှိတဲ့ IPE ကွင်းမှာပဲကျွန်တော်တို့ချိုင်းစံတော်ချိန်ညနေ4:00နာရီမှာဆက်လက်ပြီးတော့ကျင်းပသွားမယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့စီစဉ်နေစက်နေကိုဒီမှာပဲကျန်နာကုန်ပြီပါခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ပွဲမှာပြန်ဆုံးမယ်အတန်းဝင်နေပြီ